ချစ်တော်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ထမ်းမြတ် YouTube Channel ကနေပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်။နောက်ဆက်သူပရိသတ်တွေအတွက်အချက်အလွန်ရတာဇလန်းကောင်းလေးများစွာတင်ဆက်ပေးတဲ့ကျမတို့ရဲ့ Channel ကနေဒီကနေ့တင်ဆက်ပေးမယ့်ဇလန်းလေးကတော့တန်ရရှိကညီမသုံးဖို့ဆိုတဲ့ဇလန်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးမှာဖြစ်ပါရရှင်။ဇလန်းလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လုပ်ပေးပြီးတော့ဘေးက Notification လေးကိုနှိပ်ပေးသွားဖို့တောင်းဆိုချင်ပါရရှင်။ဟုတ်ကဲ့ပါချစ်ရတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲစတင်လိုက်ပါပြီ။အစိုးရဝန်ထမ်းဘဝတာဝန်ကျတဲ့နေရာကိုပြောင်းရွှေ့နေထိုင်ရတဲ့အချက်တစ်ချက်အခက်ခဲပါတယ်။အခုလေလင်းယောက်ျားဖြစ်တဲ့သူတာဝန်ကျတဲ့နေရာကိုမက်ခိုင်ရွှေဝါတယောက်လိုက်လာပြောင်းရွှေ့နေထိုင်ရပြန်တယ်။အခုတာဝန်ကျတဲ့နေရာမြန်မာပြည်ထပ်ပိုင်းမြို့လေးတစ်မြို့မှာဖြစ်ပါတယ်။အဲ့ဒီမြို့မှာတောင်ကုန်းတောင်တန်းတွေလည်းပေါ်များတယ်။သူတို့နေထိုင်ဖို့အတွက်ဆောက်လုပ်ပေးထားတဲ့လိုင်းကန်တွေကလည်းမြို့ပြင်ဘက်မှာရှိပြီးလိုင်းကန်ရဲ့အနောက်ဘက်နဲ့ဘေးဘက်မှာတော့တဘာဝတက်တော်ကြီးတွေရှိသလိုစိုက်ပျိုးထားတဲ့ကျွန်းတော်ကြီးတွေကလည်းစိမ့်ညွနေပါတယ်။ဝန်တန်းအိမ်ကအသစ်ဆောက်လုပ်ထားတဲ့တထက်အိမ်တန်းရတွေဖြစ်ပါတယ်။မက်ခိုင်တို့ရတဲ့အခန်းကတော့အဲ့ဒီတန်းရမှာရှိတဲ့အလေခန်းဖြစ်တယ်။အလေခန်းဆိုတာဘေးတစ်ဖက်မှာတကြားခန်းတွေရှိပြီးအနည်းငယ်ကျင်းပါတယ်။မက်ခိုင်ကတော့အဲ့ဒီလေခန်းမှာနေရတာမပြုံမွေ့ဘူး။အခန်းအားကျင်းလို့ရှိပြီးအရှိဘက်နဲ့အနောက်ဘက်ပေါက်မှာလည်းပြင်ပေါက်တွေရှိတယ်။အိတ်ခန်းမှာမုန်းချက်နဲ့ဒီလိုနဲ့ယောက်ျားဖြစ်သူနဲ့တိုင်ပင်ကြည့်ရတယ်။အကူကြီးတောင်ကန်လေးရရင်အဆင်ပြေမယ်နော်။ဟိုးချိန်ဘက်တောင်ကန်ကအခုတပည့်လင်မယားရဲ့အခန်းမဟုတ်လား။သူတို့နဲ့ပြောပြီးတော့အခန်းချင်းလဲကြည့်အောင်လေ။အိုးကွာပြောလို့တော့ကောင်းပါမလားကွ။ဒီမှာအကုန်တီတရားဖြစ်နေပြီဟာ။အရင်ပြောကြည့်စမ်းပါရှင်။ကျမတို့လေဒီခန်းမှာနေရတာအမုန်းချက်လို့ပါနောက်ပြီးကျမလည်းစိုက်ချင်ပြိုးချင်တည်းရဲ့ရှင်ထောက်ကန်ဆိုတော့ဘေးဘက်မှာတောကြီးပဲရှိရမြေကိုချိတ်ပြီးတော့အသီးနှံလေးလဲစိုက်ချင်တည်းရဲ့လေမက်ခိုင်ကစိုက်ပြိုးရေးကိုလည်းဝါသနာပါတယ်အလေကအိမ်ရှိအိမ်နာမှာမြေနေရအနှဲငယ်ပဲရှိရစိုက်ပြိုးရတာတိတ်မလဲဘူးနောက်ဆုံးမခိုင်ကအတန်တန်ပူစားရမယောက်ျားဖြစ်သူကသူ့တပည့်လင်မယားကိုအားနာနာနဲ့ပြောရတော့တယ်ဒါပေမဲ့မက်ခိုင်တို့လင်မယားထင်မထားဘူးသူတပည့်လင်မယားမှာပျော်ရွှင်သွားတယ်။အခန်းကိုချက်ချင်းပြောင်းပေးမယ်လို့ပြောတယ်။အဆင်ပြေသွားတော့တယ်။အနီးဆက်ဆုံးရက်ရစာတီကိုရွေးချယ်ပြီးတော့အခန်းပြောင်းလိုက်ရတော့တယ်။တောင်ကမ်းမှာအလေခန်းနေတဲ့ဆိုင်ပို့ပြီးတော့ကျဲဝင်းပါတယ်။အဲ့ဒီပြင်တစ်ဖက်ချမ်းမှာလည်းဘရင်းပေါက်တွေရှိရဲ့လေဝင်လေထွက်ကောင်းလို့အခန်းပေးနားမှာရှိရဲ့စိမ့်ဆူအုံဝိုင်းနေတဲ့တောအုပ်ကြီးရဲ့အရေးကြောင့်အေးမြနေအဲ့ဒီခံမှာတပတ်ပြည့်အောင်တော့မနေလိုက်ရဘူး။ခင်ပွန်းဖြစ်သူကအလုတော်ဝင်နဲ့ခီးထွက်ရတော့မှဖြစ်တယ်။မက်ခိုင်လည်းနားလေလိုက်ပါတယ်။အစိုးရလုံးဆိုတာအထက်ကခိုင်းသမျှလောက်ရတာဖြစ်တဲ့အတွက်ယောက်ျားဖြစ်သူမတားစီတော့ဒီလိုနဲ့တောင်ကန်းကိုရောက်ပြီးစရဲမပြည့်ခင်ပါပဲခင်ပွန်းတဲ့အောင်ခီးထွက်သွားပါတယ်။မက်ခိုင်တယောက်လည်းတန်းရမှာကြံနေရတဲ့လင်ယောက်ျားမရှိပေမဲ့မက်ခိုင်ဘာမှစိတ်ညစ်စရာမရှိဘူး။ဝါသနာပါတဲ့စိုက်ပျိုးရေးလုပ်ငန်းတွေမှာလုပ်မယ်လို့တွေးလိုက်ပြီးအိမ်ဘေးကတောကြီးကိုရှင်းတော့တယ်။တောမှာတစ်ပင်ကြီးကြီးမမရှိပဲနဲ့ခြုံပင်တွေပဲရှိရဲ့။အဲ့ဒီနောက်အိမ်ရှိကိုလည်းရှင်းရတယ်။တန်ရာရှိမှဖောက်ထားတဲ့လက်နဲ့တန်ရာမှာဂိုက်တရားခန့်ကွာဝေးတယ်။တခြားခန်းတွေရှိမှမြေကွက်လက်ဖြစ်ပေမဲ့မက်ခိုင်တို့တောင်ခန့်ရှိမှတော့ခြုံတော်ကြီးဖြစ်နေတယ်။၃ရက်ခန့်ကြာတော့မက်ခိုင်ရဲ့စိုက်ခင်းလေးကအခြေကျပြီဖြစ်တယ်။အိမ်ဘေးကနေစားပြီးတော့တောဆက်ထီကိုတီးပင်စားပင်လေးတွေကိုဘောင်နေနဲ့စိုက်ပျိုးထားလိုက်တယ်။အေးများတဲ့ရာသီဥတုမလို့မုံညင်းပင်ကိုက်လံပင်မုံညင်းစိမ့်တွေကလည်းအဖြစ်မြန်တယ်။တန်ရာအနောက်ဘက်မှာလည်းတောင်လေးတွေနဲ့ချက်မောင်ပင်တွေပင်စိမ်းခရမ်းသီးပင်တွေကိုစိုက်ပျိုးထားလိုက်တယ်။ညားကစားလင်မယားနှစ်ယောက်ဖြစ်လို့လင်ယောက်ျားမရှိတဲ့အခါမှာအနည်းငယ်အထီးကျန်ဆန်းပေမဲ့စိုက်ပျိုးရေးအလုပ်ကိုလုပ်လိုက်စာဖက်အိမ်တွင်းမှုလုပ်ငန်းတွေလုပ်ရင်တနေ့ဆိုတဲ့အချိန်ကကုန်မမသိကုန်သွားတတ်တယ်။ညဘက်ရောက်တဲ့အခါမှာလည်းတယောက်တည်းဖျားရှိကိုပြီးစောစောအိတ်တယ်။မက်ခိုင်တို့အိတ်ကန်ဖွဲ့စီတဲ့ပုံကအိမ်ရှိမှာအိတ်ကန်တစ်ခုရှိပြီးအဲ့ဒီနောက်မှာအိတ်ကန်တစ်ခန်းရှိတယ်။အနောက်ဘက်မှာမီးဖို့ကြောင့်ရေချိုးကန်အိမ်သားတွေပါတွဲဆောက်ပြီးသားအုတ်တိုင်လေးဖြစ်ပါတယ်။တယောက်တည်းအိတ်တဲ့၃ညမြောက်မှာနေထိုင်ရတာအနေငယ်ထူးဆန်းနေတယ်။ဘယ်လိုပြောရမလဲမသိပဲစိတ်ထဲမှာမတူးမတန့်ကြီးလို့ဖြစ်နေရတော့အမှန်ပဲဖြစ်ပါတယ်။အဲ့ဒီညကလည်းအိမ်ရဝင်ခဲ့ပြီးချက်အောင်ချလိုက်တယ်။ဖုန်းကိုကင်လိုက်တဲ့အချိန်မှာအတန်တစ်ခုကိုကြားလိုက်ရတယ်။အနောက်ဘက်ကပရင်ပေါက်တကပွင့်သွားတဲ့အတန်ဖြစ်ပါတယ်။မက်ခိုင်တယောက်ထိတ်လန့်သွားတယ်။လင်ယောက်ျားမရှိတဲ့အချိန်မှာအိမ်ကိုမသက်မာသူတွေဝင်ရောက်လာလို့တွေးပြီးတော့စိုးထိတ်သွားတယ်။
အိယာဘေးပါရှိရဲ့ဇပွဲပေါ်မှာတင်ထားတဲ့ဓမြောင်ယူလိုက်တယ်အခန်းတွင်းကနေတော့အသားလေးကိုထပ်ခဲ့လိုက်ပါတယ်အနောက်ခန်းကိုကြည့်လိုက်တော့လူရိပ်လူချေတော့မတွေ့ရအောင်ဒီလိုနဲ့အဲ့ဒီခန်းတကားကိုဖွင့်လိုက်ပြီးအခန်းထဲကိုအလင်းမြန်ပဲဝင်လိုက်တယ်လင်းများနှစ်ယောက်နေတဲ့အခန်းမို့အဲ့ဒီခန်းကအားနေရဲ့ပစ္စည်းတချို့ထားတာကလွင်အခန်းမှာအလွတ်တသားပဲဖြစ်နေအခန်းရဲ့ခြေရင်ပရင်ပေါက်မှာပွင့်ထွက်နေပြီးတော့အပြင်ဘက်တောအတွင်းကလေစိမ်းတွေကလည်းတိုးဝင်နေတယ်ငါညနေဟာတကားပိတ်ရင်ကြက်မကြတာများလားမက်ခိုင်တွေးလိုက်ပြီးအဲ့ဒီပရင်ပေါက်စီကိုသွားလိုက်ပါတယ်အပြင်ကိုတွန်းဖွင့်ရတဲ့ပရင်ပေါက်ဖြစ်လို့တကားရွက်တွေကိုထွက်ဆွဲပါဒီကိုယ်လုံးတစ်ပြက်ပြက်နဲ့ကြက်သိမ်းမွေးညင်တွေထောင်ထသွားတယ်တောအတွင်းကလေစိမ်းတွေတိုက်နေချမ်းတုံသွားတာဖြစ်မယ်လို့တွေးလိုက်ပြီးပရင်ပေါက်တကားရွက်တွေကိုတေချာစိလိုက်ပြီးချက်ကိုမြင်းနေအောင်ထိုးလိုက်တယ်အဲ့ဒီနောက်တကားကိုပြန်တွန်းကြည့်တယ်တကားကမပွင့်တော့မခိုင်လည်းတစ်ချက်ပြုံးလိုက်တယ်အခန်းထဲကနေထွက်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲအဲ့ဒီခန်းရဲ့ခေါင်းရည်ဘက်ပရင်ပေါက်ကချက်ကိုတယောက်ယောက်ကဖွင့်လိုက်တယ်လို့အတန်မြည်သွားပြီးအပြင်ကိုပွင့်ထွက်သွားတယ်မခိုင်တယောက်အရင်ပဲထိတ်လန့်သွားတယ်ဒီလိုနဲ့သူပရင်ပေါက်စီကိုပြေးလိုက်တယ်တကားကိုပိတ်လိုက်တယ်အဲ့ဒီချိန်အခန်းတကားနီးကသူ့ကိုလူတယောက်ကမတ်တရက်ကြည့်နေတဲ့ပုံမျက်စိတောက်မှလက်ကနေတွေးလိုက်ရတယ်တေချာကြည့်လိုက်တဲ့အခါလူမရှိဘူးမခိုင်လည်းအခန်းပရင်ပေါက်ကိုတေချာပိတ်လိုက်ပြီးအခန်းဒီကထွက်လာတဲ့အချိန်မှာအိမ်ရှိပရင်ပေါက်နှစ်ချက်စလုံးကရုတ်တရက်ပွင့်ထွက်သွားတယ်အဲ့ဒီတိုင်းမကသေးဘူးအိမ်နောက်ဖေးပြီးဖို့ကြောင့်ကပရင်ပေါက်တွေပါသူ့လိုပွင့်ထွက်သွားပြီးလေတိုက်တယ်ပရင်ပေါက်တကားတွေကလည်းအုံနေနဲ့ရိုက်မိပြီးတကြိမ်ကြိမ်အတန်မြည်တယ်မခိုင်တကူးကူပုံမှန်မဟုတ်တာကိုသိလိုက်တယ်လက်မှာကင်ထားတဲ့တမြောင်ချိန်ရွယ်လိုက်ပြီးတော့ဘဲကောင်လာနောက်ရှက်နေရလဲဟဲ့ဒီတခါထက်လောက်လာရင်ဟော်ရီဒါနဲ့ထိုးသက်ပြင်မယ်မခိုင်ချိန်မလိုက်ပြီးအချင်းဒီကိုစောင့်ကြည့်လိုက်တယ်ဒါပေမဲ့အားလုံးကငြိမ်သက်သွားပြီဖြစ်တယ်ပွင့်သွားတဲ့တကားပေါက်တွေကိုပြန်ပိတ်ပြီးတဲ့နောက်မှာအိယာဝင်ခဲ့တယ်ခေါင်းနားမှာလည်းတမြောင်ချထားတယ်တယောက်တည်းမို့စိတ်ကြောက်ကြဖို့ကောင်းပါတယ်ဒါပေမဲ့လည်းနေ့လည်ခင်းကပင်ပန်းထားတာမို့မကြခင်မှာပဲအိပ်ပျော်သွားတယ်စိုက်ပျိုးရေးလုပ်ငန်းကဖြစ်ထွန်းတယ်လို့ဆိုရမယ်တပတ်ခန့်ကြာတဲ့အခါမှာပြိုးပင်တွေကအညွန့်တူလူနဲ့စိမ့်ဆူနေမက်ခိုင်ကစိုက်ပျိုးရုံနဲ့အားမရအောင်မွေးမြူရေးလည်းလှုပ်ချင်တယ်တန်လုံးနဲ့ဝမ်မွေးဖို့အကြံရတယ်ဝမ်မွေးဖို့နေရာရှာတဲ့အခါမှာအိမ်နောက်ဖေးနဲ့အိမ်ဘေးမှာဝက်ချန်စားဖို့အဆင်မပြေဘူးအကြောင်းကတော့တောတွေရှိတဲ့အတွက်ဝက်တွေကိုစိတ်မချခြင်းဖြစ်ပါတယ်ဒီလိုနဲ့အိမ်ရှိကိုတစ်ချက်ကြည့်လိုက်မြေအိမ်ရှိလမ်းမဘေးဒီမှာကြီးမားတယ်အုပ်ဆိုင်နဲ့တပန်းပင်ကြီးတစ်ပင်ရှိတယ်တပန်းပင်ပုံစံကလှပပြီးတော့ခက်အုပ်လေးဖြစ်တယ်မခိုင်လည်းအဲ့ဒီတပန်းပင်အောက်မှာဝက်ချန်စားဖို့စိတ်ကူးလိုက်တယ်လိုင်းကန်မျက်နှာစားဖြစ်နေမခိုင်မမြင်တော့မှလိုင်းကန်ကတခြားလူတွေမြင်စီရမယ်လို့ဆိုပြီးဝက်တွေရဲ့လုံခြုံရေးကိုတိတ်ဆိုးစီရမလို့ဒီလိုနဲ့တက်သားတူစားတွေဝယ်ယူပြီးတော့ဝက်ချန်ဆောက်လိုက်တယ်ဝက်လေးနှစ်ကောင်နီးစက်တဲ့စီးစာတွေဝယ်ပြီးတော့မွေးလိုက်တယ်လိုင်းကန်မှာနေထိုင်တဲ့သူတွေကထမင်းကြံဟင်းကြံတွေကြောင့်လဲဝက်လေးနှစ်ကောင်တဲ့စားရေးတောက်ရအဆင်ပြေနေတပတ်လောက်ကြာတဲ့အခါမှာမက်ခိုင်ကဝက်လေးနှစ်ကောင်အစာကြီးဖို့လာခဲ့တယ်ဝက်လေးနှစ်ကောင်ကဗိုက်စာနေရဲ့အမီတနက်နဲ့သူ့ကိုကြိုးကြိုးနေပါတယ်မက်ခိုင်ကဝက်ချန်တွင်ကိုဝင်ခဲ့ပြီးလက်ထဲမှာရှိတဲ့အစာပုံတွေကအစာတွေကိုဝက်စကွက်အတွင်းကိုထည့်ပေးလိုက်ပါတယ်ဝက်လေးနှစ်ကောင်ကအစာတွေကိုအားရပါရကျုံစားတယ်အဲ့ဒီခိုက်မှာဝက်လေးတစ်ကောင်ကအစာစားနေရက်တန်သွားတယ်ပါဇက်တွေကအစာတွေပြက်လေအန်ကြလာပြီးတဲ့နောက်မှာစူစူဘွားအော်ဟစ်ပြီးတော့ဘေးဆောင်လဲကျသွားပါတယ်မက်ခိုင်လည်းဝက်လေးကိုပွေပြီးတော့ပုတ်တန်ပေးနေပြီဝက်လေးကဘာဖြစ်မှန်းလည်းမသိဘူးဝက်ကလေးကသူ့လက်ပေါ်မှာရုံးကန်ရင်ပဲအသက်ဆုံးသွားတော့တယ်ဘာဖြစ်တာလဲပေါင်မလို့လဲဝက်တကောင်သေဆုံးသွားတဲ့အတွက်မက်ခိုင်စိတ်မကောင်းဖြစ်မိတယ်အဲ့ဒီကလိုင်းကန်ကလူတွေကလည်းတယောက်တစ်ပေါက်ထင်ကြေးပေးကြတယ်ဟာနေကတစ်ပင်အောင်မှာသွားမွေးတာဟောဟာအော်အမရဲ့တစ်ပင်အောင်မှာမွေးတော့သူတို့လည်းရဲရပြီးတော့အေးစစ်စစ်နေရတာပေါ့မက်ခိုင်ရဲ့တစ်ပင်ဆိုတာပိုးမတွေနေတဲ့နင့်ဝက်ဆော့ခတ်တဲ့ပိုးမတွေကြပြီးတော့သူတို့ကစားမိလို့တောက်ပြီးသေးတာဖြစ်မှာပေါ့မက်ခိုင်စဉ်းစားမိပြီတပန်းပင်တောင်သွားပြီးတော့တပန်းပင်ကိုမောကြည့်ပြီတပန်းပင်မှာဘောက်ဖက်တွေခုကောင်လေးတွေရှိတယ်လို့ပိုးကောင်ပိုးမလေးတွေကိုလည်းတွေ့ရတယ်လိုင်းကန်ကလူတွေပြောသလိုဖြစ်နေမလားလို့လည်းတွေးမိတယ်မက်ခိုင်နေဝက်မွေးမယ်ဆိုရင်အဲ့ဒီတပန်းပင်ကိုခုတ်လိုက်ဟာငါအထက်ကနေခွင့်ပြုမိတောင်းပေးမယ်မခိုင်လည်းမထူတော့တပန်းပင်ကိုခုတ်ပြဖို့စိတ်ကူးတယ်ဒီလိုနဲ့အထက်လူကြီးတွေကိုတင်ပြတယ်အထက်ကလည်းခွင့်ပြုတယ်ခွင့်ပြုမိကြတဲ့နေ့မှာပဲမခိုင်ကသူတို့တန်ရစုကအရှိတ်ဘက်လမ်းနာမှာတဲထိုးပြီးတော့နေထိုင်ကြတယ်ပြန်ကြအလုပ်သမားတွေကိုတွားပြရတယ်ကိုမြကြီးဆိုတဲ့အလုပ်ကျန်းသမားကြီးဟာတပန်းပင်ကြီးကိုခုတ်ထွင်ပေးဖို့တာဝန်ယူလိုက်တယ်ဒီနေ့တော့နောက်ကျနေပြီမနေ့ပြန်မှခုတ်တာပေါ့ရှင်ကိုမြကြီးကိုငွေနှင်းငယ်ပေးပြီး
မက်ခိုင်တန်ရကိုပြန်လာတဲ့ချိန်မှာညနေဆောင်နေဝင်တဲ့အချိန်ဖြစ်ပါတယ်အဲဒီညမက်ခိုင်တယောက်စောစောအိမ်ရဝင်ခဲ့တယ်ဒီလိုနဲ့အိမ်နေရင်သူ့မသိစိတ်ကနိုးထလာတယ်ဖြတ်ကနေပြန်လုံးကိုဖွင့်ကြည့်လိုက်မိတယ်အဲဒီကမှသူ့အိမ်နေတဲ့ခြံတောင်ကြီးကတယောက်ယောက်ကဆွဲလန့်တယ်လို့ဝုန်းကနေလန့်သွားတယ်အိမ်ကန်ထဲမှာမီလုံးသေးလေးထောထားလို့အရာအလုံးကိုလည်းခက်ရေးရေးမြင်နေရတယ်မက်ခိုင်ထူးဆန်းနေတဲ့အချိန်မှာပဲသူ့ဘော်လူတယောက်ကတက်လာတယ်လို့ပဲလေးလေးပင်ပင်အဖိခံလိုက်ရတယ်မျက်လုံးထဲမှာလည်းဘယ်တရားမှမတွေ့ဘူးထိတွေ့မှုကိုခံစားရတယ်လူတူကသူ့ကိုတင်းကျပ်တက်ဖိနေရဖြစ်ပါတယ်မက်ခိုင်လည်းပြေးပြီးတော့အသက်ရှူအောက်လာတယ်နေပါကောက်လေဖဲ့စမ်းငါပွားနေဖဲ့စမ်းဘာမှမမြင်တွေ့ပေမဲ့ကြမ်းတက်တဲ့ထိတွေ့ကိုခံစားမိတယ်မက်ခိုင်ကြောက်ရမှတဲ့ဒေါသထွက်နေမိတယ်လက်ကတမြောင်ဆန်းလိုက်ပြီးအဲ့ဒီဟာကိုတမြောင်နဲ့ထိုးလိုက်တဲ့အခါမှာအဲ့ဒီဟာသူ့ဘဝနေလိမ့်စင်းသွားတယ်ခဏကြာတဲ့အခါသူ့ခရင်ဘောတက်ခါခုန်တက်ပြီးတော့သူ့ကိုဖိပြန်တယ်မက်ခိုင်လည်းဒါနဲ့ခက်မြန်မြန်ထိုးနှက်ပြီးဆဲဆူပြီးတော့အဲ့ဒီဟာနဲ့လုံးထွေးနေတော့တယ်အတော်ကြာသွားတော့မှအဲ့ဒီဟာပြေးဆင်းသွားတယ်မက်ခိုင်မကြောက်တော့ဘူးအဲ့ဟာထပြီးဒါနဲ့ပြေးလိုက်လာတယ်အဲ့ဒီချိန်မှာတိတ်လုံးမှရှိရဲ့ပရင်းပေါက်တရားသူ့လိုလိုပွင့်သွားပြီးတကားချက်တရားအချင်းချင်းတကြိမ်ကြိမ်နဲ့ရိုင်းနေကြတယ်အင်းရှိပရင်းပေါက်မှာတက်ဆင်ထားတဲ့ခန်းစည်းလိုက်ကားတွေကလေပေါ်ကိုလည်းဝဲပြန့်နေမက်ခိုင်လည်းအိမ်နောက်ဘေးကိုပြေးဝင်လာပြီးစတီတာပါလေးကိုဆွဲယူလိုက်တယ်ဟဲ့တတိရှင်နေလာခဲ့စမ်းနေအောင်ငါစိန်ခေါ်တယ်လာခဲ့ဒါနဲ့လက်ကိုလက်မှာကြစ်ကြစ်ပအောင်စုပ်ထားပြီးစိန်ခေါ်တဲ့ခါမှာအဲ့ဒီဟာခေါင်းမိုးပေါ်ပြေးတက်သွားတဲ့တန်ကိုကြားလိုက်ရတယ်ပရင်းပေါက်တကားတွေကအားလုံးငြိမ်သက်သွားတယ်ဒါပေမဲ့အိမ်ခေါင်းမိုးသူ့မိုးပေါ်မှာတော့လူတူးလျှောက်တယ်လို့ပဲခြေတံတွေကတဝုံဝုံထွက်ပေါ်လာတယ်အခိုင်ခန့်စောက်ထားတဲ့အိမ်ကြီးကပြိုကျတော့မယ်လားအတန်တွေကထွက်ပေါ်လာခဲ့တယ်ခေါင်းမိုးပေါ်ကရှောက်နေတဲ့အတန်အားလည်းမသိရင်ခေါင်းမိုးကြီးပြိုကျတော့မလို့ပဲကြောက်စရာကောင်းတဲ့ကောင်းတယ်မခိုင်ကတိမ်လုံးကိုပတ်အော်ဆဲပြီးဒါချင်းကျင်းတော့မှအားလုံးရက်တက်သွားတယ်မခိုင်ဘရင်ပေါက်တီကိုပိတ်လိုက်ပြီးအိယာပေါ်ပြန်ထိုင်လိုက်ပါတယ်ဒါနဲ့လက်ကိုပေးချပြီးငုတ်တုတ်ထိုင်နေမိတယ်ဒါပေမဲ့မကြခင်မှာပဲမိုက်ကနေအိပ်ပျော်ကျသွားတယ်အိယာကြီးတုန်ခါသွားတဲ့အခါမှာမခိုင်လက်နိုးသွားမိတယ်လာပြန်ပြီနောက်တစ်ခါသူ့မျက်လုံးဖွင့်ကြည့်လိုက်တဲ့ချိန်မှာပဲသူ့ကိုအတင်းခုံအောင်ပြီးနှစ်ပန်းလုံးပြန်တယ်မခိုင်ကဒါနဲ့လက်ကိုကြည့်လိုက်တဲ့အခါမှာဒါနဲ့လက်ကအနားမှမရှိတော့ဘူးဒီကောင်ကြီးကဓာတ်ကိုကြောက်လို့ဓာတ်တွေကိုအရင်ဆုံးရှင်းထုတ်လိုက်ပုံရတယ်မခိုင်လည်းနှစ်ပန်းလုံးရင်အရန်ကိုမောပန်းလာတယ်မမြင်ရတဲ့အရာကြီးကသူ့ရင်ဘက်ပေါ်တက်ဖိပြီးသူ့လက်ပင်တွေကိုလက်နဲ့ညှစ်နေတယ်ဒီလိုနဲ့လက်နဲ့ညှစ်နေတယ်လို့မခံစားရပဲအဝိပစိုးနဲ့လက်ပင်ကိုအတင်းညှစ်နေတဲ့ပုံမျိုးဖြစ်တယ်မခိုင်မျက်လုံးတွေပြာဝေလာတယ်အဲ့ရဘေးကစပွဲကိုကြည့်လိုက်တဲ့အခါမှာခဲရနေထည့်ထားတဲ့ခွက်မှာကက်ကြီးတစ်ချောင်းထောင်ရက်သားမြင်တွေ့လိုက်ရတယ်အဲ့ဒီကက်ကြီးကိုလှမ်းဆွဲပြီးအဲ့ဒီຢာကိုပိတ်ထိုးထည့်လိုက်တယ်လက်ပင်ညှစ်နေတဲ့သူကိုအချက်ပေါင်းများစွာကက်ကြီးနဲ့ထိုးတော့မှအဲ့ဒီဟာဝယုံတုံးကနဲ့ထွက်ပြေးသွားပါတယ်တညာရင်တရေနဲ့နှစ်ကြိမ်တိုက်နှစ်ပန်းလုံးခဲ့ရလို့မခိုင်တယောက်အယံပဲမောပတ်နေတညာလုံးသားအဲ့ဒီတိုင်းဆိုရင်မခိုင်ဘယ်လိုဖြတ်တန်းရတော့မှလဲလို့တွေးနေပြီနိုင်ကိုကြည့်လိုက်တော့ညနေနိုင်ကြော်ခဲ့ပြီနောက်တော့မခိုင်ခန်းထဲကနေထွက်ခဲ့တယ်ဖះเจ้าဆောင်မှာကက်လူထားတဲ့ဖះတောက်တော်ရီကိုစွန့်ပြီးတော့တောက်ချလိုက်တယ်စိတ်မချသေးလို့ဖះညောင်ရင်ကရေတွေကိုပါတောက်လိုက်ပါတယ်အဲ့ဒီနောက်ဖះစာရဲ့စီးချတာတွေကိုပြုတ်လုပ်ပြီးတော့မှအိယာတွေကိုဝင်ခဲ့တယ်လူတကူလုံးညောင်းချပြီးတော့အာရင်ကုန်ခန်းနေပြီဖြစ်ပါတယ်မက်ခိုင်လက်တစ်ဖက်မှာလည်းသူ့တက်ကိုကဲခဲ့တဲ့ကက်ကြီးလေးကိုမချသေးပဲကင်ထားမြစ်ဖြစ်တယ်ဒီလိုနဲ့မောပန်းစွာနဲ့အိယာပေါ်လှဲချလိုက်ပြီးအဲ့ဒီနောက်မှာတော့မက်ခိုင်တယောက်အိပ်ပျော်သွားမိတယ်ဟက်ကမဒီကိုကြည့်တဲ့သူအော်ခေါ်ဒီတန်ကြားလို့မက်ခိုင်မျက်လုံးဖွင့်ကြည့်လိုက်တယ်အဲ့ဒီခါမှာအခန်းထဲမှာအစိမ်းရောင်ဝမ်းဆက်တွေကိုဝှက်ဆန်ထားကြတဲ့မိန်းကလေး၃ယောက်ကမတ်တက်ရက်နေတယ်အဲ့ဒီမိန်းကလေးတွေကကြည်ပြောင်ရှုပြောင်အစင်ရှိပေမဲ့မက်ခိုင်ကိုမျက်တောင်နေကြီးနဲ့တဲကြီးမဲကြီးစိုက်ကြည့်နေတယ်အလွန်ပဲရုပ်ဆိုးတယ်အဲ့ဒီမိန်းကလေးတွေနဲ့အလျာမိန်းကလေးကမက်ခိုင်ကိုလက်ညှိုးထိုးပြီးတော့စကားပြောတယ်ဟက်ကောင်မနင်တော်တော်တက်တိရှိရဲ့ကောင်မပဲနေပါလို့အလောက်ခံရတယ်ဆိုတော့နင်မသိဘူးလားမသိဘူးမက်ခိုင်ကခက်ပြက်ပြက်ပဲဖြေလိုက်ပါတယ်နင်ငါတို့ညီမ၃ယောက်နေတဲ့တစ်ပင်ကိုခုတ်မလို့လုံနေရမဟုတ်လားတစ်ပင်ခုတ်ဖို့နေကောင်တွေကထောက်ထားစမ်းနေငါတို့တစ်ပင်အောင်မနန်းစောညစ်ပတ်တဲ့ဝက်တွေလာမွေးကြရငါတို့နင်းကိုမကျေနပ်လို့ဝက်တကောင်ကိုနင်းရှည်တွေမဲ့တက်ပြက်ခဲ့တာနင်မမတ်ဘူးလားဒီတကတစ်ပင်ခုတ်မယ်ဆိုရင်တော့နင်းကိုငါတို့တက်ရလိမ့်မယ်နက်ခိုင်ကရီမောလိုက်ပါတယ်ငါနင်တို့ကြောက်တယ်များထင်နေလားမှတ်ထားနင်တို့ဘာကောင်တွေဖြစ်ဖြစ်ငါကြီးမဆိုင်ဘူးနင်တို့မေမိတ်နဲ့နှင်ပြီးတော့အဲ့ဒီတစ်ပင်ကိုငါရအောင်ခုတ်မယ်မက်ခိုင်ကလည်းအလျှော့မပေးဘူးဟဲ့ကောင်မခုတ်ရင်ခုတ်ကြည့်စမ်းဘာအမိတ်တွေညာမိတ်တွေငါတို့နားမလဲဘူးငါတို့နေကြမရှိအောင်လုပ်ရင်နင့်ကိုငါတို့တက်ပြစ်မယ်နားခဲ့စမ်းပါခိုင်ရွှေဝါတဲ့
မိမကလည်းခက်ညံ့ညံ့မိမမဟုတ်ဘူးနင်တို့တစ်ပင်ကိုငါရအောင်ခောက်ပါနင်တို့စောင့်ကြည့်နေလိုက်တဲ့ဒီကောင်မပြောလိဆိုးလေးပါလားခုနငါညီမနေအောင်နင့်ကိုဝေလုံးတာနင်သိမလို့နော်အေးအခုတခါတော့ငါတို့နင်းအောင်ကက်မြလို့နင့်ကိုတတိလာပေးရနင်ဆက်လုပ်မယ်ဆိုရင်ငါတို့ကလည်းနင့်ကိုတတ်ဖို့ပြန်တကြားမရှိဘူးကျေလောင်နဲ့တောက်ခေါက်တန်ကြီးကိုကြားလိုက်ရပြီမက်ခိုင်ကလန်နူးသွားတယ်နိုင်ကိုကြည့်လိုက်တော့မနေ့9နာရီထိုးနေပြီဖြစ်ပါတယ်နေလင်းရောကကောင်းကောင်းထိန်လင်းနေပြီအဲ့ရထားလိုက်တာနဲ့မက်ခိုင်တကူလုံးကရိုက်ထားသလိုနာကျင်တယ်တကူလုံးလည်းချမ်းတုံနေရမို့အနွေးတဲ့တက်ထဲကိုကောက်ဝက်လိုက်ပြီးအပေါ်ကနေစောင့်တက်တဲကိုပတ်လိုက်တယ်အဲ့ဒီနောက်အိမ်ရှိတကောင်ကိုဖွင့်လိုက်တယ်တပန်းပင်ကြီးကိုအသေးချာစိုက်ကြည့်လိုက်ပါတယ်နင်တို့မှတ်ထားနင်တို့အပင်ကိုငါရအောင်ကိုခုတ်ပါမက်ခိုင်ကအိမ်ပြင်ကိုထွက်လာတယ်မနေ့စောစောအပင်လာခုတ်မယ်ဆိုရယ်ကိုမြကြီးရောက်မလာသေးလို့ဖျားနေလက်စာနေပဲကိုမြကြီးအိမ်ကိုလိုက်လာခဲ့ကိုမြကြီးအိမ်ကိုရောက်တော့ကိုမြကြီးကအိမ်ရှိမှာစောင့်ကြီးချုပ်ပြီးတော့စင်စင်ကြီးဖြစ်နေကိုမြကြီးအပင်ခုတ်ဖို့မလာဘူးလားကျုံမခုံရဲဘူးဗျာအခုလေကျုံဖျားနေပြီခမပေးထားတဲ့ငွေကိုကျုပ်ပြန်ပေးမယ်ကျုပ်အဲ့ဒီတစ်ပင်ကိုဘယ်တော့မှမခုတ်ပေးဘူးကိုမြကြီးဘာတွေဖြစ်ခဲ့မှမခိုင်မမေးတော့ဘဲနဲ့ပတ်စံကိုယူပြီးပြန်ထွက်လာခဲ့တယ်အိမ်ရောက်တော့စိတ်ကိုဒုံဒုံချလိုက်တာမို့မခိုင်တယောက်ဖျားတော့တယ်3ရက်လောက်ဖျားပြီးမခိုင်နဲ့လန်ပြန်ထားတယ်ဝက်လေးရောအိမ်ဘေးကိုယာယီရွှေ့ထားလိုက်ရတယ်9ရက်ခန့်ကြာတဲ့ခါမှာမခိုင်ကတစ်ပင်ခုတ်ဖို့လူလိုက်ရှာပြန်တယ်အဲ့ဒီကရက်သမားတယောက်ကတစ်ပင်ခုတ်ပေးမယ်လို့ဆိုလာပြန်တယ်အဲ့ဒီညမှာလဲမခိုင်တယောက်တရေတွေနဲ့တပန်းလုံးရပြန်တယ်တရေတကောင်နဲ့တပန်းလုံးပြီးတဲ့ခါမှာဖျားစာရွတ်လိုက်လို့တရေတွေကထက်မလာပေမဲ့အိမ်ကိုပတ်ပြီးအမျိုးစုံ6လက်နေရတယ်နောက်ဆုံးတော့မခိုင်လက်လျှော့လိုက်ရပါတယ်မခိုင်ဖြစ်တဲ့အကြောင်းတွေကလည်းလိုင်းကန်တွင်းကိုပြန့်နှံ့သွားတယ်အဲ့ဒီကလိုင်းကန်တွေကလူတွေကအဲ့ဒီပင်ကြီးเจ้าနဲ့အဲ့ဒီခန်းเจ้าကိုလာရောက်ပြောဆိုနေကြတယ်အဲ့ဒီပင်ကြီးကလိုင်းကန်စောက်တဲ့လူတွေတောင်မှမခုတ်လဲဝင်လို့လိုင်းကန်ကိုအနောက်ဘက်ကိုရွှေ့ပြီးတော့လွတ်အောင်စောက်လိုက်ရတာလို့ပြောတယ်အဲ့ဒါကြောင့်လိုင်းကန်ကလမ်းနဲ့တော်ဝေးနေရပေါ့နောက်ပြီးတော့အဲ့ဒီခန်းစောက်ပြီးချင်းမှာပဲနေသွားတဲ့လေမြမင်းကလေးဖြစ်တဲ့သူကသူ့ယောက်ျားကိုစိတ်နာပြီးတော့ဆွေးကြိုးကြပြီးတော့တက်တည်သွားတဲ့ခန်းဘလောက်အမျှဝေဝေအဲ့ဒီမင်းကလေးကမချစ်ဘူးတဲ့ဒါရင်ဘေကမလဲအဲ့ဒီလိုင်းခန့်လို့အရင်ကယောက်ျားသားတွေ2ယောက်တောင်မှလာမနေဝင့်ဘူးယောက်ျားသား9ယောက်လာနေရတော့မှကြောက်လန့်ပြီးတော့ထွက်ပြေးရလို့ပိတ်ထားတဲ့ခန်းအဲ့ဒီကရာရှိကမခိုင်မနေဝင့်ရင်ပြောပါအဲ့ဒီခန်းမှာဘယ်သူမှတပည့်ထပ်ပို့ပြီးတော့မနေရဲဘူးကျုပ်တခြားလိုင်းခန့်ကိုရွှေ့ပေးပါမယ်မခိုင်ကပြန်စဉ်းစားလိုက်တော့အဲ့ဒီခန်းကအရင်နေထိုင်သွားတဲ့တပည့်လေးမြောင်အခန်းပြပြီးလဲအိတ်ဖို့ပြောတဲ့ခါမှာအဲ့ဒီလေးမြောင်ပျော်ပျော်ရွှင်နဲ့ပဲခန်းချင်းလဲပြီးတော့ပြန်တွေးမိလိုက်တယ်မခိုင်မနေချင်ဘူးဆိုရင်တခြားလိုင်းကန်ပြောင်းနေလေရပါတယ်ဆရာကျမဒီလိုင်းကန်မှာပဲနေမယ်အဲ့ဒီတစ်ပင်ကိုကျမရအောင်ခေါက်ပဲမခိုင်တယောက်တည်းမနေတော့ပဲအမေဖြစ်သူကိုခေါ်နေတယ်အမေဖြစ်သူကအမျိုးစုံ6လန့်ခဲ့ရတယ်အပင်ခုတ်မြကြံလိုက်တိုင်းသူ့ကိုမျိုးမျိုး6လန့်ကြတာဖြစ်လို့3ချိန်3ခါစူးစမ်းပြီးနောက်ဆုံးတော့မခိုင်ပဲလက်လျှော့လိုက်ရတယ်တမနဲ့မှာတပန်းပင်ကြီးကအောက်ကိုလမ်းလျှောက်လာခဲ့တယ်အပင်အောက်ကိုဝင်တာနဲ့ဒီကုလုံးကစိတ်နေအောင်အေးသွားတယ်စက်သိမ်းမွေးညင်နေထလာခဲ့ကောင်းပြီနင်တို့အပင်ကိုလည်းငါမခုတ်တော့ဘူးနင်တို့မကြိုက်လဲဝက်လည်းမမွေးတော့ဘူးဒါပေမဲ့အပြန်လည်နေတယ်နင်တို့လည်းငါ့ကိုမနှောက်ရှက်နဲ့ပြီးတော့ငါတို့အိမ်သားအကောင့်တွေပါနင်တို့ထိန်ပြီဟုတ်ပြီလားမခိုင်ပြောပြီးတဲ့အခါတပန်းပင်ကြီးကငလင်လှုပ်တယ်လို့မျိုးမဲ့တပြေးပြေးနဲ့လှုပ်ခါသွားတယ်အဲ့ဒီဖြစ်ကတပန်းပင်ကြီးမှာနေထိုင်တဲ့ညီမ3ကမခိုင်ပြောတဲ့စကားတွေကိုလက်ခံလိုက်တာကြောင့်လှုပ်တာဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းမှာဘာချောက်လက်မှုမှမတွေ့ရတော့ဘူးမခိုင်ရဲ့စိုက်ကင်းလေးကလည်းစိန်လန်းဆူပြေးလာတယ်အိမ်သားရုံမကောင်းလိုင်းကန်တွေကလူတွေကိုမှရောင်းချတယ်တစ်ဖက်တလဲအောင်ဝင်ငွေရတယ်ဝက်လေးကိုတော့စက်မမွေးတော့ဘဲနဲ့ရောင်းချလိုက်ရတယ်အဲ့ဒီနေရာမှာမခိုင်တယောက်နှစ်တော်ကြာနေထိုင်ခဲ့ပြီးတော့အတန်ကြားချင်းရှိုးတိုးရိတ်တိတ်မြင်ရတာတော့မရှိရောနှစ်တော်ကြာမှပဲခင်မုန်းဖြစ်သူရဲ့တာဝန်နဲ့တခြားနေရာကိုရွှေ့ပြောင်းသွားခဲ့ကြပါတယ်ဇလန်လေးဟာဒီမှာရင်ပြီးဆုံးသွားပါပြီ။နားဆင်ပေးတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းဘလို့ဇလန်ကောက်လေးတင်ဆက်ပေးသွားမလဲဆိုတာစောင့်မျှော်ရင်နားဆင်ပေးပါအောင်ရှင်။